တရုတ်စကားလေ့လာနေသူတွေမဖြစ်မနေသိထားတဲ့စန့်ကျင်ဘက်စကား15စုံအားလုံးပဲမင်္ဂလာပါတရုတ်စကားပြော channel ကနေပြီးတော့အားလုံးကိုနှွေးထွေးစွာကြိုဆိုပါရစေဒီဗီဒီယိုမှာလေ့လာမှာတော့စန့်ကျင်ဘက်စကားလုံးတွေကိုတရုတ်လိုအတိအကျလေ့လာရမှာဖြစ်ပါတယ်ကဲအဲ့ဆိုရင်ဒီဗီဒီယိုလေးကိုစလိုက်ကြအောင်နံပါတ်1ကတွေ့မှန်တယ်错မှားတယ်နံပါတ်2က大ကြီးတယ်小သေးတယ်ဟုတ်ပြီနံပါတ်3က多များတယ်少နည်းတယ်နံပါတ်4ကကောင်းမြင့်တယ်အိုင်ပူတယ်快မြန်တယ်慢နှေးတယ်ဟုတ်ပြီနံပါတ်6က好ကောင်းတယ်坏မကောင်းဘူးဟုတ်ပြီနံပါတ်9က上အပေါ်下အောက်ဟုတ်ပြီနံပါတ်10ကခြံရှေ့မှာရှေ့ဟုတ်နောက်မှာဟုတ်ပြီနံပါတ်9က開ဖွင့်တယ်關ပိတ်တယ်နံပါတ်10က早စောတယ်စော晚နောက်ကျတယ်11က新အသစ်做အဟောင်းနံပါတ်12က日ပူတယ်冷အေးတယ်နံပါတ်13ကကျင့်ဝင်တယ်粗ထွက်တယ်14က长ရှည်တယ်短တိုတယ်15က黑အနက်白အဖြူဗီဒီယိုလေးကိုစိုက်နေတတ်လို့ရှိရင် subscribe လုပ်ခဲ့ပြီးတော့ဘေးနားကခေါင်းလုံးလေးကိုလည်းတီးခဲ့ပါနော်ဒါမှနောက်ထပ်ဗီဒီယိုအသစ်တွေကိုလေ့လာသင်ယူလို့ရမှာဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်